ငွေကြေးတောင်းခံတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်နောင်ချူပြင်းယူနယ်လမ်းပိုင်းကပံပွေဂိတ်နဲ့ဝက်ဝင်ဂိတ်တွေမှာစစ်တပ်ဂိတ်တွေမရှိတော့ပဲရဲတွေသာကြံခဲ့ပေမဲ့တီဘောသူဂိတ်ကတော့တစခန်းထလာပြန်တယ်လို့တွာလာနေသူတွေကပြောလာပါတယ်။ဩဂုတ်လဆန်းပိုင်းကဖိုက်ဝမ်ကုန်တွေကိုငွေကြေးတောင်းခံတဲ့ပံပွေဂိတ်ဟာပြုတ်သွားပြီလို့သိရပြီးတော့ဝက်ဝင်ဂိတ်ကိုလည်းဖျက်သိမ်းလိုက်ပြီးဖြစ်ကစစ်ဗိုလ်မှုတွေအစားရဲတွေပဲဂိတ်ထိုင်တော့တယ်လို့တွာလာနေသူတွေပြောဆိုလာပါတယ်။နေရပြောက်သွားတဲ့ဗိုလ်မှုတွေဟာရခင်နာမည်ကြီးပြင်းဦးလင်ကနေနောင်ချူဖက်အထွက်ပြီးချစ်မဟာအန်ထူကန်တာဖျားကြီးအကျော်အဂရိကေဟောင်းနာမှာရှောင်းသခင်မူပိုင်းပုံစံလာဖမ်းနေကြပြန်လို့စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ဆိုပါတယ်။လက်ရှိမှာအဖွဲ့စုံဆိုပြီးငွေကြေးအရန်တောင်းနေတဲ့ဂိတ်ကတော့တီပေါ်ဂိတ်ဖြစ်ပြီးကြောင်မဲသူ့ဂိတ်နားမှာလည်းအဖွဲ့စုံဆိုပြီးရောက်ရှိလာကြပြန်ကငွေတောင်းကျန်းနေပြပြီးကြောင်မဲမှာ၃ဖွဲ့အထိရှိလာနေတယ်လို့ဆိုပါတယ်။ဝက်ဝင်ဂိတ်ဟာရှမ်းမြောက်လမ်းကြောင်းမှာအဆိုးဆုံးဂိတ်ဖြစ်ပြီးအခုတော့စစ်ဗိုလ်မှုတွေကိုဂိတ်ထိုင်ခွင့်ပေးလိုက်တာမို့ပြင်ဦးလွင်မြို့ထိပ်ခေါ် X-ray ဂိတ်ဟောင်းနာမှာဂွင်းဖန်ပြီးငွေတောင်းတာတွေလုပ်နေကြတယ်လို့ဆိုပါတယ်။ဝက်ဝင်ဂိတ်ပြီးရင်ဒုတိယအဆိုးဆုံးဂိတ်ကတော့တီဘောသူဂိတ်ကအဖွဲဆုံဆိုသူတွေဖြစ်ပြီးခီးသွားတဲ့ပြည်သူတွေကပါမချမ်းငွေကြေးတောင်းခံငွေညှစ်နေကြပြီးအခုနောက်ပိုင်းပူဆိုးလာနေတယ်လို့သိရှိရပါတယ်။ဒီဘော်ရဲတွေဟာဂိတ်မာသားမကလက်ဖက်ရေးဆိုင်တွေမုတ်ဆိုင်တွေအထိဝင်မှွေပြီးငွေကြေးတောင်းခံနေတာမို့တွာလာနေသူတွေစိတ်အနှောက်အယှက်ဖြစ်ရတယ်လို့လှုပ်ချင်တယ်လို့လုပ်နေကြတာကြောင့်အခက်အခဲဖြစ်ရပါတယ်။ကြောင်မဲသူဂိတ်မှာလည်းအဖွဲ့စုံဆိုပြီးထက်မှန်လှုပ်ရှားကြဖို့ပြင်နေကြပါတယ်။နိုင်ငံတော်ဝန်မိုးများရေကြီးမှုတွေကြောင့်လာမဲ့12နာရီကနေ24နာရီအတွင်း AR မြစ်ချင်းတွင်းမြစ်တန်လွင်မြစ်နဲ့စစ်တောင်းမြစ်ရေကြီးလာနိုင်တာကြောင့်ထိစက်နေတဲ့မြို့ရှိမြို့တတိထားဖို့လိုလာပါပြီ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ချက်အရမင်းကင်းမြို့နယ်မုံရွာမြို့နယ်မြင့်ငယ်မြို့နယ်မြင်းမှုမြို့နယ်ပခုခူမြို့နယ်ညောင်ဦးမြို့နယ်ဗဟန်းမြို့နယ်နဲ့မတော်မြို့နယ်တွေလို့တတိပေးထားပါတယ်။အေယာဝတီမြစ်ရေဟာတိုင်းတာချက်တွေအရစိုးရိမ်ရေအမှတ်ရောက်ရှိဖို့မြင်းမှုနဲ့ပခုခူတို့မှာ2ပေခန့်တာလိုတော့ပြီးညောင်ဦးမြို့မှာတော့1ပေခန့်တာလိုတော့တာကြောင့်လာမဲ့24နာရီအတွင်းစိုးရိမ်ရေအမှတ်ကျော်နိုင်တာပါချင်းတွင်မြစ်ရေဟာမုံရွာမြို့မှာစိုးရိမ်ရေအမှတ်ထက်ပေဝက်ကျော်နေပြီးဆက်တက်လာနိုင်ပြီးမင်းကင်းမြို့မှာတော့စိုးရိမ်ရေအမှတ်ထက်2လက်မခန့်ကျော်လွန်နေပြီးဆက်မြင့်တက်လာမယ်လို့ခန့်မှန်းထားပါတယ်တန်လွင်မြစ်ရေဟာလည်းဖအံမြို့မှာ၎င်းစိုးရိမ်ရေအမှတ်ထက်ပေဝက်ကျော်နေပြီးစစ်တောင်မြစ်ရေဟာမတောင်မြို့မှာစိုးရိမ်ရေအမှတ်ထက်ပေဝက်ခန့်ရောက်ရှိနေကရေပြန်ကျနိုင်ပေမဲ့စောင့်ကြည့်ရအောင်မှာပါဒုထဝတီမြစ်ရေဟာမြင့်ငယ်မြို့မှာ၎င်းရဲ့စိုးရိမ်ရေအမှတ်ထက်2ပေကျော်ကိုရောက်ရှိနေပြီးနောက်ထပ်1ပေခန့်ပြန်ညက်တက်လာနိုင်သေးတာကြောင့်ဆက်ပြီးသတိပြုထားကြဖို့မူဇလကအတိပေးထားပါတယ်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေချင်းတွင်းမြစ်နဲ့အညာဒေသတကြောမှာရေကြီးရေရှမ်းနေတာကြောင့်အဆိုပါရေတွေဟာ AR မြစ်တွင်းစီးဝင်လာတာမို့နောက်ရက်တွေအတွင်းမြစ်ရေကြီးတာတွေ့ရနိုင်ပါတယ်။ဒါကြောင့်သတိပေးထားတဲ့မြို့နယ်၈ခုမှာမြစ်ကမ်းဘေးနေထိုင်သူတွေမြင်းနေပိုင်းနေထိုင်သူတွေရေဘေးလွတ်ရာတွေမှာနေထိုင်ကြဖို့နဲ့ကျူတင်သတိပြုမိကြဖို့ထုတ်ပြန်ထားတာပါ။စစ်စေးရေးဂိတ်ဂျေးတွေနဲ့အကောက်ခွန်အရာရှိတွေကိုပေးရတဲ့ငွေအမောင့်ကအစမတန်များပြားလာပြီးလုံခြုံမှုမရှိတော့တာကြောင့်တရားဝင်တွင်းချင်တယ်လို့မောင်ခိုလုံမန်းလုတ်ကင်နေကြသူတွေကထုတ်ပြောလာပါတယ်။ဒါကနှစ်ပေါင်းများစွာအတွင်းမောင်ခိုကုံတွယ်ရေးတွေကြီးစိုးခဲ့တဲ့မြန်မာနိုင်ငံမှာတရားမဝင်ကုံတွယ်နေသူတွေကပေးရတာတွေများလို့ပထမဦးဆုံးအကြိမ်ထုတ်ပြောလာကြတာဖြစ်ပါတယ်။မောင်ခုကုံတွေရလမ်းကြောင်းတွေဟာမူဆယ်မန္တလေးလမ်းမြကြီးနားမန္တလေးလမ်းနဲ့မြောက်ရီရန်ကုန်လမ်းကြောင်းတွေဖြစ်ကြပြီးအဆိုပါလမ်းတွေမှာစစ်စေးဂိတ်တွေအကောက်ခွန်တွေကိုပေးရတဲ့ငွေအစမတန်များနေတာပါလမ်းကြီးတွေကမူဆယ်မန္တလေးဆိုရင်7,500ကျော်ကံပိုက်သီးမြကြီးနားမန္တလေးဆိုရင်7,400ကျော်ပေးကြရပြီးတော့မြောက်ရီရန်ကုန်လမ်းကတော့တတန်တဲခ7,150အထိရှိနေကြပါတယ်မောင်ခိုလုပ်တယ်ဆိုတာတရားဝင်တွင်းတာတဲ့ဈေးပူတက်တာချင်းလို့အမျက်ရချင်းလို့လုပ်တာဖြစ်ပေမဲ့လက်ရှိမှာတရားဝင်တဲ့ဈေးပူများနေတယ်လို့ဆိုပါတယ်။ဆိုတော့မောင်ခိုကုံတွေဟာတရားဝင်တွင်းခွင့်ပေးဖို့ဝိုင်းဝန်းတောင်းဆိုနေကြပေမဲ့စစ်အုပ်စုကအံ့ဩစရာကောင်းအောင်တရားဝင်တွင်းခွင့်ပိတ်ပင်ထားနေတော့ပါ။ကုန်စည်တွေကိုတရားဝင်တွင်းလို့မရအောင်ပိတ်ပင်ထားတာကကမ္ဘာမှာမြန်မာနိုင်ငံတစ်ခုပဲရှိပုံရပြီးတော့မောင်ခိုတင်တွင်းရမှာစစ်စေးဂိတ်တွေကငွေကြေးသိန်းထောင်ချီတောင်းနေကြတာပါဆိုတော့မောင်ခုကုံတွေကတရားဝင်တွင်းပြရစီဆိုပြီးတောင်းဆိုနေကြတာကအံ့ဩစရာဖြစ်ရလဲဖြစ်နေပါတယ်